လေကြောင်းတိုက်ဖွဲလောကကိုကြည့်လိုက်ရင်လေမျိုးဆက်တဲ့တိုက်လျင်တွေကတဆင်းပြီးတဆင်းပေါ်လာနေတာပဲဒါပေမဲ့စိတ်ဆူနေတဲ့နဲ့ချီပြီးဘယ်သူမှမလှုပ်ရှားနိုင်တဲ့ပတ်လင်တစ်ခုပေါ်မှာစိုးစားနေတဲ့ဒါနာရီလာလျင်တဆင်းတော့ရှိနေတော့ပဲသူ့နာမည်ကတော့ F-22 Raptor ပါဟုတ်ပါတယ်သူ့ကိုစာပြီးမိတ်ဆက်ခဲ့တာနှစ်20တောင်ကျော်နေပြီဒါပေမဲ့ဒီနေ့အချိန်ကဘာပေါ်မှာရန်သူတွေကြောက်ရွံ့ဆောင်ဆွမ်းဆောင်ရည်မြန်မာဆုံးဝေဟင်စုမွေးရဲ့တိုက်လျင်ဖက်နဲ့ပင်ဘက်ခင်းဆက်ပြီးတော့ရက်တည်နေတော့ပဲဒီစကားတစ်ခွန်းနဲ့အတင်းရာအားလုံးကိုပြောပြနေတယ်လို့ပါမယ်ဒါကအပေါ်ပြောနေတာကြွားဝါနေတာလုံးဝမဟုတ်ဘူးနော် F-22 ရဲ့ design သူ့ရဲ့နည်းပညာပြီးတော့ဘယ်သူမှငင်လို့မရတဲ့သူ့ရဲ့စွမ်းဆောင်ရည်တွေအပေါ်မှာအခြေခံထားတဲ့တကယ်ကိုခိုင်မာတဲ့သုံးသက်ချက်တစ်ခုပါအချိန်တွေဘလို့ပဲပြောင်းတော့ပါစေ Raptor ရဲ့ဂုံပုတ်ကတော့လုံးဝမပြောင်းလဲသေးဘူးဆိုတာပါပဲဒါပေမဲ့အတိကမေကွန်းကတာပဲဗျဒါကပဲဒီနေ့ကျွန်တော်တို့အတူတူအပြေးရှာသွားချင်တဲ့အချက်ပဲနီးပညာအသက်တေပြိုင်ဘက်အသက်တေနဲ့ပြည့်နေတဲ့ကောင်းကင်မြင့်ကြီးမှာဒီတက်တန်းရင်ဘရင်တပါရဲ့အနာဂတ်ကဘလို့ဖြစ်မလဲသူ့ရဲ့ပလင်ကဆက်ပြီးခိုင်မြဲနေရောမလားကဲအတူတူလေးလာကြည့်လိုက်ကြအောင်ကဲ F-22 ကိုတခြားဘိုင်လေးရင်နမှာမတူအောင်တီးတန့်ဖြစ်စေတဲ့သူ့ကိုဒန်တရာရီတပုတ်လို့ဖြစ်သွားစေတဲ့အဓိကစွမ်းရည်နှစ်ခုရှိပါတယ်ဆိုတော့ဒီအချက်တွေကပဲသူ့ကိုယူပါပေးတဲ့စီးမြင်တွေကိုတော့စန့်ကျင်နိုင်စွမ်းရှိတဲ့အထွတ်အထိပ်တိုင်းကောင်တကောင်ဖြစ်တတ်မှတ်စေခဲ့တာပေါ့ဟုတ်ပါတယ် Super Cruise ဆိုတာက F-22 ရဲ့တကယ့်ကိုတော်လန်တဲ့စွမ်းရည်တစ်ခုဗျာဒီလိုစဉ်းစားကြည့်လေတိုက်လေအများစုကအတန်ထက်မြောင်ပြန်ခြင်း afterburner တွေတုံးရတယ်Afterburner ဆိုတာက engine ထဲကိုလောင်စာဆီတွေတိုက်ရိုက်ဖတ်ဖြန်းပြီးမီးလောင်ပေါက်ခွဲစီတဲ့စနစ်ပေါ့အဲ့တော့ Buffalo ဆိုတော့လောင်စာဆီကိုရေလိုသုံးပြပြီး engine ကနေအကြီးအပူလိုင်းကြီးထွက်လာရောဒါဆိုရန်သူအနီးအောက်ရောင်ကြီးတုံးအာယုံခံကြရတဲ့အတွက်ငါဒီမှာရှိတယ်လို့လဲရက်ခေါ်နေသလိုပဲအကြီးဖြစ်မကြီးဖြစ်သွားရပေါ့ F-22 ကတော့အဲ့ဒီ Afterburner ကိုမသုံးဘဲနဲ့ကို Mach 1.8 တနာရီကိုကီလိုမီတာ2000နီးပါးနှုန်းနဲ့ ACC ပြန်ထမ်းနေနိုင်တယ်အဲ့တော့သူကတိုက်ပွဲဖြစ်တဲ့နေရာပုံမြန်မြန်ရောက်တယ်။လောင်စာစီထွေတာနိုင်လို့ပိုကြကြတိုက်ပွဲဝယ်နိုင်တယ်။ပြီးတော့အရေးကြီးဆုံးကပါလဲဆိုတော့ကိုပြောက်အနေထားနဲ့တိတ်တိတ်လေးချင်းကပ်နိုင်တာပဲ။နောက်တစ်ခုတကယ့်ကိုမေယုံနိုင်စရာကောင်းပြီးကြီးတဲ့သူတိုင်းကိုအဲ့အောက်သွားစေမဲ့စွမ်းရည်ရတော့ thrust vectoring ပါပဲ။အဲ့ဒါဘာကိုဆိုလို့တလဲဆိုရင် lean engine ကထွက်တဲ့တွန်းအားရဲ့လာရကို lean မှုကတိုက်ရိုက်အထိုင်ချိုလို့ရတာဗျာ။ဒီနီးပညာကြောင့်ပဲ F-22 ဟာတခြားလေယာဉ်တွေလုံးဝမလုံနိုင်တဲ့ရွေးပါဖေးတာကိုတောင်စန့်ကျင်နေလာထိုင်ရတဲ့လူရှာမှုတွေကိုလေထဲမှာကပြနိုင်တာပါဒီမှာကြည့်လိုက်ပါ F-22 ရဲ့ engine အထွတ်ပေါက် nozzles တွေကအပေါ်အောက်ကို degree 90 စီထိလွတ်ရွေးလျားနိုင်တယ်အဲဒီတော့လေယာဉ်မှုရဲ့ထင်းချုပ်တောင်မနေနဲ့တူဒါကပေါင်းပြီးအလုပ်လုပ်တဲ့ခါမှာလေယာဉ်ကမယုံနိုင်လောက်အောင်ကိုတွက်လက်မြန်ဆန်သွားတာပြောရင်လေယာဉ်မှုအဖို့ထင်းချုပ်မှုစနစ်တစ်ခုပေးထားတယ်လို့ပဲလေယာဉ်ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးကိုကိုလို့သလိုကွင်းရွတ်နိုင်စွမ်းရှိသွားစေတာပေါ့ဒီနည်းပညာကြောင့်ပဲ F-22 ဟာ post-stall maneuver ဆိုခေါ်တဲ့ຢာတွေကိုလုံနိုင်တာပါ post-stall maneuver ဆိုတာကလေယာဉ်ကပြန်တန်းနိုင်တဲ့အချိန်မရှိတော့ပဲရက်တန့်လို့နှီးပါဖြစ်နေတဲ့အချိန်တွေမှာတော့လုံးဝထိန်ချုပ်ပြန်တန်းနိုင်တာဥမာပြရင်တောင်လိုက်နှီးပါအပေါ်ကိုထောင်တက်သွားပြီးရုတ်တရက်ရက်ပြီးတော့ချက်ချင်းထိုးဆင်းလာတာမျိုးပေါ့ဒါမှမဟုတ်လေထဲမှာခဏရက်နေတယ်လို့စစ်သွားပြီးသူ့နောက်ကလိုက်လာတဲ့ရန်သူလေယာဉ်ကိုကြော်သွားအောင်လုပ်ပြီးမှနောက်ကနေပြန်ပစ်တာမျိုးတွေလုပ်နိုင်တယ်အဲ့ဒါကြောင့် F-22 ဟာအနီးကပ်လီကြောင်းတိုက်ပွဲတွေ dog fight တွေမှာလုံးဝအနိုင်မခံတဲ့ super တိုက်လေယာဉ်တွေဆင်ထင်းနေရတာပဲဒီနေရာမှာမေးစရာရှိလာပြီ F-22 ကဒီလောက်အစွမ်းထက်ပြီးကောင်းနေတာကိုဘာလို့အမေရိကန်ရဲ့အရေးကြီးဆုံးမဟာမိတ်နိုင်ငံတွေဖြစ်တဲ့ဂျပန်တို့ဩစတြေးလျတို့အစ္စရေးတို့ကိုတောင်းတစင်းမှမရောင်းတာလေဟုတ်တယ်ဘာလို့လဲဒီမေးခွန်းအဖြေက F-22 မှာပါဝင်တဲ့ထိပ်တန်းလျှို့ဟဲ့နည်းပညာတွေအထူးသဖြင့်သူ့ရဲ့ကိုပြောက်စွမ်းရည်နဲ့တိုက်ရိုက်ပတ်သက်နေတာပါကိုပြောက်နီးပညာဆိုတာရေတာမှာမပေါ်တာတခုတည်းကိုပြောတာမဟုတ်ဘူးဗျအဲ့ဒါကမျက်လက်ပြခွက်လေးကိုပေါင်းထားသလိုပဲပထမတစ်ခုကမျက်စိကိုလှည့်စားတာဒုတိယကနားကိုလှည့်စားတာတတိယကအပူလိုက်အာယုံခံကိရိယာတွေကိုလှည့်စားတာဒါပေမဲ့အရေးကြီးဆုံးစတုတ္တချက်ကတော့ရန်သူရေတာတွေကိုလှည့်စားတာပဲ F-22 ရဲ့ကိုယ်ထဲတစ်ခုလုံးကိုစိန်တဖွင့်လို့ထောင်ချိုးပုံစံနေနဲ့တိစောက်ထားတယ်။အဲ့ဒီတော့ရန်သူရေတာကလှိုင်းတွေလွတ်လိုက်တဲ့အခါ F-22 ရဲ့ကိုယ်ထဲကအဲ့ဒီလှိုင်းတွေကိုမန်းတစ်ချက်လို့ရန်သူစီပြန်မတွားစေပဲတခြားဘက်ကိုလမ်းလွှဲပစ်လိုက်တယ်။ပြီးတော့သူ့ကိုယ်ထဲမှာတုံးထားတဲ့အထူးပစ္စည်းတွေကလည်းရေတာလှိုင်းတွေကိုရေမြုပ်တစ်ခုလို့စုပ်ယူပစ်လိုက်သေးတယ်။အကျိုးဆက်ကတော့ရန်သူရေတာမျက်နှာပြင်ပေါ်မှာ F-22 ဟာငှက်တကောင်အရွယ်လောက်ပဲပေါ်ချင်းပေါ်မယ်။ဒါမှမဟုတ်လုံးဝကိုပျောက်ကွယ်သွားတာပဲ။ဒီ timeline ကခါးသီးတဲ့ပင်ကန်စားတစ်ခုကိုပြနေတာပါ1980ပြည်လွန်တဲ့တုန်းကအီရန်ဟာအမေရိကန်မဟာမိတ်ဖြစ်ခဲ့တာအမေရိကန်ကသူရဲ့အကောင်းဆုံး F-14 တိုက်လေယာဉ်တွေကိုရောင်းပေးခဲ့တယ်ဒါပေမဲ့1989မှာအစိုးရပြောင်းသွားပြီးတဲ့နောက်မှာတော့အမေရိကန်ရဲ့ထိတန်နိပညာတွေကရန်သူဖြစ်သွားနိုင်တဲ့နိုင်ငံလက်ထဲကိုရောက်သွားခဲ့တော့အဲ့ဒီအဖြစ်ပြကြောင့်ပဲအမေရိကန်ဟာသင်ခန်းစာကြီးကြီးမားမားတစ်ခုကိုရလိုက်ပြီး
F22 တို့အရေးပါတဲ့နိပညာတွေကိုဘယ်တော့မှပြင်မပေါက်ကြစေရကိုဆိုတဲ့မူဝါဒကိုတင်းတင်းကြပ်ကြပ်ချမှတ်ခဲ့တာပေါ့။ဒါကြောင့်ပဲ F22 ဟာအမေရိကန်လေတပ်တော်ပဲတီးတန့်ဖြီတဲ့လက်နက်တစ်ခုဖြစ်လာခဲ့တာပါ။ ကဲအခု F22 ရဲ့ပတ်လည်ကိုပြင်းထန်ဆုံးစင်ခေါ်နေတဲ့ပြင်ပန်းချမ်းကိုကြိုကြည့်ကြအောင်ဒါကတအူးချင်းစွမ်းရည်မြန်မာတဲ့အရေးတွေးနဲ့အလုံးဝင်လိုက်ထုတ်လုပ်နိုင်တဲ့အရေးထွန်းဆိုတဲ့စီရေးတွေးခေါ်နှစ်ခုရဲ့ထိတ်တိုက်တွေးဆုံမှုလို့ပြောလို့ရပါတယ်ဒီမှာမြင်တွေ့နေရတာကတော့လက်ရှိကောင်းငင်ထက်ကအပြင်းထန်ဆုံးပြိုင်ပတ်နေဦးပေါ့တစ်ဖက်က American ရဲ့ F22 Raptor နောက်တစ်ဖက်ကတော့တရုတ်နိုင်ငံရဲ့ J20 Mighty Dragon ပါပဲကဲသူတို့နှစ်ယောက်ရဲ့ကွာခြားချက်တွေကိုအသေးစိတ်လေ့လာကြည့်လိုက်ရအောင်ကဲဒီစရာကိုတည်းကြည့်လိုက်အောင်တဆင့်ရှင်းလိုက်ရင် F22 ဟာနိပညာပိုင်းမှာအားဆက်စာအားရတာနေတာကိုတွေ့ရမှာပါဥပမာကိုပြောက်စွမ်းရည်ကိုပဲကြည့် F22 ဟာဘက်ပေါင်းစုံ all expect နဲ့ကိုပြောက်နေစွမ်းရှိတယ် G20 ကတော့ရှေ့ပိုင်းကနေပဲအဓိကကိုပြောက်နေတာပါပြန်သမှုစွမ်းရည်မှာလည်း F22 မှာ thrust factory နဲ့ super cruise ရှိနေတော့အများကြီးတားတယ်ဒါပေမဲ့အရေးကြီးဆုံးချက်ကတော့ပထမဆုံးတန်းမှာရှိတဲ့လီယင်အရွယ်အတွက်ပဲဒီနေရာမှာအရေးထွက်ကစားပွဲကတကယ်ကိုတီးတီးတာလာပေါ်လွင်လာတာပဲ F22 ထုတ်လုပ်မှုလိုင်းကိုပိုက်လိုက်ပြီဆိုတော့အမေရိကန်မှာတိုက်ပွဲဝင်နိုင်တဲ့ F22 ကအဆင့်185လောက်ပဲရှိတယ်ဒါပေမဲ့ဒီဘားစရာမှာမြင်ရတဲ့အတိုင်းပဲတရုတ်နိုင်ငံက J20 တို့ကိုအလွန်လင်းမြန်နှုန်းနဲ့ထုတ်လုပ်နေပြီးအဆင့်900ကျော်သွားပြီလို့တော့ခံမှန်းရတယ်အဲ့တော့တကယ်မေးခွန်းကJ20 ဒဇင်းက F22 ဒဇင်းကိုနိုင်သလားဆိုတာမဟုတ်တော့ဘူးတကယ်မင်းက F22 ဒဇင်းကနေရာအတိအကျနဲ့တပြိုင်တည်းတိုက်ခိုက်လာတဲ့ G20 3စင်း4စင်းကိုယင်းနိုင်ပါမလားဆိုတာပဲဒါဟာအရေးတွက်ရဲ့ဖိအားတိုင်ကိုဘယ်လောက်ထိခံနိုင်ရှိမလဲဆိုတဲ့အမေရိကန်စီးရေးစီစဉ်တွေအတွက်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေတာပေါ့ Okay အခုလူတော်တော်များများနားလည်မှုလွဲတတ်တဲ့အချက်တစ်ခုကိုရှင်းပြချင်ပါတယ်အဲ့ဒါကတော့ F22 နဲ့နောက်ထပ်မျိုးဆက်တစ်ကိုပြောက်တိုက်လျင်ဖြစ်တဲ့ F35 တို့ရဲ့ကွာခြားချက်ပဲတကယ်တော့သူတို့ကပြိုင်ပတ်ခြင်းမဟုတ်ဘူးဗျတယောက်ကိုတယောက်အားဖေးပြီးတယ်မတူညီတဲ့တာဝန်တွေထမ်းဆောင်တဲ့လုပ်ဖို့ကိုင်းပတ်တီတီမီတွေပါဒီနိုင်ရှင်ချက်ကတော်တော်လေးရှင်းပါတယ် F22 ဆိုတာကကောင်းကင်မှာရန်သူလီယန်တွေကိုရှင်းလင်းဖို့အထူးထုတ်လုပ်ထားတဲ့ခွဲစိတ်သားတစ်ချောင်းလိုပဲသူ့ရဲ့တစ်ခုတည်းတော့အဓိကတာဝန်ကဝေရင်စိုးမှုရဲ့ပဲ F35 ကတော့တိုက်ပွဲခွင့်ရဲ့ဦးနောက်ဒါမှမဟုတ်ကစားကွက်ထိန်းချုပ်သူနဲ့ပို့တူလေသူက F22 လောက်မမြန်ဆန်ဘူးမတွက်လက်ဘူးဒါပေမဲ့သူ့ရဲ့အစွမ်းရဲ့ချက်ဆုံးလက်နက်ကသူ့ရဲ့အာယုံခံကိရိယာတွေနဲ့ကွန်ပျူတာ system တွေပဲသူကတိုက်ပွဲခွင့်တစ်ခုလုံးကိုခြုံငုံကြည့်လိုက်ပြီးရလာတဲ့အချက်လက်တွေကိုတင်ပေါ်တွေမြေပြင်တပ်ဖွဲ့တွေနဲ့ F22 တွေချီကိုမျှဝေပေးနိုင်တယ်ပြောရရင် F35 ကအတင်းတင်းလုံးကိုပိုပြီး smart ကြအောင်လုပ်ပေးရသူပေါ့လေနှမျိုးစလုံးကိုမောင်းတင်ဘူးတဲ့အဒီကျုံရင်လေမှုတရားရဲ့စကားကဒီအချက်ကိုအခိုင်အမာတတ်သိပြနေတာပဲလင်းတစင်ချင်းကြီးမှာသူ့ရဲ့အထူးဖြစ်လုပ်ငန်းတာဝန်တွေရှိနေတယ်။ဒါကြောင့်တစ်ခုကနောက်တစ်ခုထက်ပိုကောင်းတယ်လို့ရေးပေးကြီးပြောလို့မရဘူး။တိုက်ပွဲမှာဆိုရင် F22 ကရှေ့ကနေတကောက်ကိုကန့်ဖွင့်ဝင်သွားပြီး F35 ကနောက်ကနေအခြေအနေအားလုံးကိုထိန်းချုပ်ပေးတဲ့တကက်ကိုအတွဲအဖက်ညီတဲ့အဖွဲတစ်ဖွဲပါပဲတရန်ရလာပြီးဖိကေဒီဘယန်ကသူ့ရဲ့နန်းသက်ကိုဆက်လက်ရှည်ကြစေဟုပြောင်းလဲလာတဲ့ကဘာကြီးမှာဆက်ပြီးရှင်နန်းနန်းဟုသူ့ကိုယ်သူဘလိုတွေပြုပြင်ပြောင်းလဲနေတယ်လဲဆိုတာကိုကြည့်လိုက်အောင်တေချာတာတစ်ခုကတော့သူဟာအနားယူဖို့စီစဉ်လုံးဝမရှိသေးဘူးဆိုတာပါပဲနော်မျိုးဆက်တဲ့ဝေဟင်စိုးမွေးတိုက်လျင်တွေမရောက်လာခင်ကြားကာလာကိုအကောင်းဆုံးဖျက်ကျော်နိုင်ဖို့ပြီးတော့လက်ရှိစင်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ဖို့ F2 ဆိုကိုအကြီးစားအဆင့်မြင့်နေရေးအစီအစဉ်တစ်ခုစတင်နေပါပြီလူတွေကတော့ဒါကို F2 Super လို့တင်စားပြီးခေါ်ကြပါတယ်ဒါတွေကတာမန်ပြုတ်ပြမှုတွေလောက်မဟုတ်ဘူးနော်အာယုံခံကိရိယာတွေပိုကောင်းလာတော့ရန်သူကိုအဝေးကြီးကတွေကမြင်နိုင်ပြီကိုပြောက်စေးသားတွေပိုကောင်းလာတော့ရန်သူအတွက်ရှာရပိုခက်သွားပြီပြီးတော့အရေးကြီးဆုံးက AM260 လိုမျိုးဆက်တဲ့ဒုံးကြီးတွေကိုတက်ဆင်နိုင်တော့မှာဒါကဘာကိုဆိုလိုလဲဆိုတော့ရန်သူဒုံးကြီးတွေရဲ့အကွာဝေးထက်အများကြီးပိုဝေးတဲ့နေရာကနေပစ်ခတ်နိုင်မှဖြစ်လို့ F22 ကိုအနီးကတိုက်ခိုက်စရာမလိုတဲ့အဝေးပြစ်လူသက်သမားတယောက်လိုဖြစ်သွားစေမှာပါဒီအစစ်မြင့်တင်မှုတွေအားလုံးက F22 ကိုနောက်ထပ်နှစ်ပေါင်းများစွာကောင်းကင်ရဲ့ထိပ်တန်းနေရာမှာဆက်ပြီးရှိနေစေမှာတေချာပါတယ်ကဲနောက်ဆုံးအနေနဲ့စဉ်းစားစရာကမဲခွန်းတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ် F22 ဟာတကောင်ချင်းတိုက်ခိုက်မှုမှာဘင်းတဆူးဖြစ်ဆက်ပြီးရှိနေဦးမှာပါဒါပေမဲ့လေကြောင်းတိုက်ပွဲတွေရဲ့ပုံစံကိုယ်တိုင်ကပြောင်းလဲလာနေပြီလေလူမပါတဲ့ drone အုပ်စုတွေကိုရီးယားချစ်ဆက်စစ်စင်ရေးတွေအာကာသစစ်ပွဲတွေခစ်စားလာတဲ့အခါမှာတစင်းရဲ့စွမ်းဆောင်ရည်မြင်မာမှုကအရင်ကလောက်အဆုံးဖြတ်ပေးနိုင်ပါဦးမလား F22 ဟာသူ့ရဲ့ပတ်လင်းကိုတော့ကာကွယ်နိုင်ကောင်းကာကွယ်နိုင်ပါလိမ့်မယ်ဒါပေမဲ့အနာဂတ်စစ်ပွဲမှာအဲ့ဒီပတ်လင်းကိုယ်တိုင်ကအာဏာရဲ့ဗဟိုချက်အဖြစ်ဆက်ပြီးတည်ရှိနေပါဦးမလားဒါကတော့ F22 နဲ့အနာဂတ်လက်တက်တည်းအတွက်အကြီးမားဆုံးစိန်ခေါ်မှုပဲဖြစ်လာအောင်ပါ